တာဝန်ဆိုင်ပြီးစူပါမုန်းကပါအလဲထုတ်ပြမယ်လို့သတိပေးလိုက်တဲ့ဂျပန်ဖိုက်တာနိုရာရီပရိသတ်များလုံးဝမင်္ဂလာပါများတူတီဘော့စပေါ့ကနေပြန်လည်ကြိုလိုက်ပါတယ်အသက်32နှစ်အရွယ်မာဆာကီနိုရိုရီရဲ့ဇာတာဆန်လက်တက်မှုကတော့ဆန်ပါပဲတချို့တွေကသူ့ကိုကန်ကောင်းတယ်လို့စိတ်တက်ကြပါတယ်ကန်ကောင်းတယ်ဆိုတာကြိုးစင်ပြင်ဆင်ထားမှုနဲ့အခွင့်အရေးချက်တူကြလို့ဖြစ်လာတာပါကိုသားမကြိုးစားထားရင်အခွင့်အရေးဆိုတာပေါ်လာမှာမဟုတ်ပါဘူးအခွင့်အရေးပေါ်လာရင်လည်းအတုံးချနိုင်မှာမဟုတ်ပါဘူးကိုကြိုတင်ပြင်ဆင်စူးစမ်းပြီးအစင်းသစ်ဖြစ်အောင်လှုပ်ထားလို့သာအခွင့်အရေးပေါ်လာခြင်းမိမိရဲ့အတုံးချလာနိုင်တာဖြစ်ပါတယ်။တဝန်ထိုင်ဆိုတာအသက်25နှစ်အရွယ်သားရှိသေးတဲ့ကစားမဘွားအကောင်းဆုံးချိန်ကိုရောက်နေတဲ့သူဟာဖယ်သာဝိတ်မွေထမ်းချန်ပီယံလည်းဖြစ်ပြီးနောက်ဆုံးပွဲမှာကိပောင်စင်ချန်ပီယံဆိုပါဘုံကိုလည်းထိုးထားသူဖြစ်ပါတယ်။ယုံကြည်ချက်မြန်မာလွန်းနေပြီးမွေထိုင်းမှာပြန်ပဲမရှိတော့လို့ကိပောင်စင်ဘက်ကိုရောက်လာတာပါ။ဆိုပါဘုံနဲ့တဝန်ချိုင်ကိုကိပောင်စင်မှာခပတ်ပေါင်းစည်းပွဲတည်ပေးခြင်းလို့တဝန်ချိုင်ကိုအရင်ဆုံးကြားဖြတ်ချန်ပီယံပွဲထိုးခိုင်းလိုက်တာဖြစ်ပါတယ်။ဒီပွဲကိုဂျပန်မှာကျင်းပမှာဖြစ်တဲ့အတွက်ဂျပန်ဖိုင်တာနိုရီကရလက်မကောင်းတဲ့ဂျားရက်ကနေခွင့်ရရသွားခဲ့တာဖြစ်ပါတယ်။ရှေ့မှာရှုံးပွဲဆက်နေတဲ့နိုရီအနေနဲ့တဝန်ချိုင်ကိုနိုင်စရာအကြောင်းမရှိဘူးလို့ပဲထင်ခဲ့ကြတာပါအားလုံးကတဝန်ချိုင်အတွက် easy money ပွဲလို့သတ်မှတ်ခဲ့ကြတာပါဒါပေမဲ့တကယ်ကစားချိန်မှာတော့နိုရီကတဝန်ချိုင်ကိုနီးကပ်ကစားပြီးအားသာချက်တွေကိုခွင်ကောင်းယူကအလဲထိုးသွားခဲ့တာဖြစ်ပါတယ်တဝန်ချိုင်မဲနိုင်မဲ့ထင်ထားသူတွေအားလုံးအားတင်သွားခဲ့ရတဲ့အခိုက်အတန့်ဖြစ်ပါတယ်နိုရီအနေနဲ့အလဲထိုးပေါ်နဲ့အမေရိကန်ဒေါ်လာ9000လဲရခဲ့သလို1 featherweight ကိပောင်စင်ချားဖြတ်ချန်ပီယံမှာဖြစ်လာခဲ့တာဖြစ်ပါတယ်ဒါကသူ့အတွက်တော့လက်ရှိထိုင်းရဲ့နာမည်အကြီးဆုံးဖိုက်တာတွေကတယောက်ကိုအလဲထိုးနိုင်ခဲ့တာဖြစ်သလိုဂျားဖြတ်ချန်ပီယံမှာဖြစ်ခဲ့တာကြောင့်တစ်ချက်ခုတ်နှစ်ချက်ပြတ်ခဲ့တာလည်းဖြစ်ပါတယ်နော်ရီအတွက်နောက်ထပ်ပွဲကခေပောင်စင်ချန်ပီယံစူပါဘုံနဲ့ချန်ပီယံခပတ်ပေါင်းစီပွဲဖြစ်ပါတယ်တဝန်ချိုင်ကိုလည်းထိုးထားပြီးနောက်မှာနော်ရီကစူပါဘုံကိုလည်းဆုံးမပေးသွားမှာဖြစ်ကြောင်းဆိုလာခဲ့လိုက်တာဖြစ်ပါတယ်ဝမ်ချန်ပီယံရှစ်မှာနော်ရီကကျွန်တော်တဝန်ချိုင်ကိုတတိယချီပါလည်းထိုးနိုင်လိမ့်မယ်လို့လုံးဝမတွေးထားဘူးပါဘူးပွဲမစားခင်မှာပြောခဲ့ဘူးသလိုကျွန်တော်ပထမအချီမှာလည်းထိုးနိုင်မယ်လို့ထင်ထားခဲ့တာပါဒါပေမဲ့တတိယအချီမှာကစားနေရင်ပွဲသိမ်းနိုင်မယ်ခွင့်ရခဲ့ပြီးအလဲထိုးနိုင်ခဲ့တာဖြစ်ပါတယ်ကျွန်တော်ကိုရှုံးပွဲဆက်နေတာတွေတော့အခွင့်အရေးပေးခဲ့တဲ့အတွက်ချက်ထရီကိုကျေးဇူးတင်ပါတယ်ကျွန်တော်နဲ့အတူတူပွဲကောင်းတစ်ပွဲကစားခဲ့တဲ့တဝန်ချိုင်ကိုလည်းကျေးဇူးတင်ပါတယ်လေးချင်းမော်တွေကိုလည်းကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့နားမှာအမြဲတမ်းရှိနေပေးတဲ့မိသားစုကိုလည်းကျေးဇူးတင်ပါတယ်ကျွန်တော်သိပါတယ်ဒီကွာလောကကျွန်တော်တဝန်ချိုင်ကိုရှုံးမယ်လို့ပဲထင်နေကြတာပါဒါပေမဲ့ကျွန်တော်ကတော့ကျွန်တော်ကိုကျွန်တော်ယုံကြည်ခဲ့ပါတယ်ကျွန်တော်ချန်ပီယံခပတ်ဖြစ်မယ်ဆိုတာကိုယုံကြည်ခဲ့ပါတယ်ဒါကြောင့်အကောင်းဆုံးကြိုးစားခဲ့ပြီးတက်တည်ပြခဲ့တာပါဆိုပါဘုံနဲ့ရင်ဆိုင်ရမယ့်အပေါ်လက်ရှိမှာတော့အများကြီးမပြောနိုင်သေးပါဘူးဒါပေမဲ့အခွင့်အရေးရမယ်ဆိုရင်အလဲထိုးနေပဲနိုင်ချင်ပါတယ်ကျွန်တော်ကဘယ်သူနဲ့ကစားရသည်ဖြစ်စေအလဲထိုးနိုင်ဖို့ကိုအချိန်တိုင်းဆန္ဒရှိသူပါလို့ပြောခဲ့လိုက်တာဖြစ်ပါတယ်နော်ရီကနောက်ထပ်ထိုင်းစူပါစတာဖြစ်တဲ့စူပါဘုံကိုအပီကင်ပြဖို့ရာဆန္ဒရှိနေကြတာပါသူ့အတွက်တော့ဒါဟာကန်ကောင်းလို့ရလာတဲ့ခွင့်အရေးကိုစူးစမ်းမှုနဲ့အပိုင်အသုံးချနိုင်ခဲ့တာဖြစ်ပါတယ်နော်ရီဟာဂျပန်ကပောင်စင်ဂလိုရီဖွဲ့စည်းမှလည်းချန်ပီယံဖြစ်ဘူးသလိုနာမည်ကျော် K1 ဖွဲ့စည်းမှလည်းချန်ပီယံခပတ်တွေရရှိထားသူဖြစ်ပါတယ်သူဟာ Combat Press ရဲ့2021ခုနှစ်ကနေ2023ခုနှစ်ထိအကောင်းဆုံးကမ္ဘာနံပါတ်1 Featherweight ကပောင်စင်ကစားမအဖြစ်သတ်မှတ်ခံထားရတာပါဝမ်ချန်ပီယံရှစ်ကို2024မှာရောက်လာပြီးပထမဆုံးနှစ်ပွဲဆက်ရှုံးနေခဲ့တာပါနောက်ဆုံးပွဲမှာတပွဲသာနိုင်ပြီးတဝန်ချိုင်နဲ့ထိုးခွင့်ရသွားခဲ့တာဖြစ်ပါတယ်အခုတော့သူ့ရဲ့ပြစ်မှတ်ကစူပါဘုံဖြစ်လာခဲ့ပြီဖြစ်ပါတယ်အခုတော့ရှုံးပွဲကြုံတွေ့ခဲ့ရတဲ့ပေါ်တဝန်ချိုင်ကကျွန်တော်ရဲ့ပရိသတ်တွေကိုကျေးဇူးတင်ပါတယ်အားပေးတဲ့သူတွေအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ဒီရှုံးကနေကျွန်တော်နိုးထလိုက်ပါပြီကျွန်တော်အချိန်ကြာကြီးဝမ်းနေမနေနိုင်ပါဘူးတခြားသူတွေကိုလည်းကျွန်တော်အတွက်ဝမ်းမနေစေချင်ပါဘူးကျွန်တော်ကောင်းကောင်းပြင်ဆင်နေချင်းခဲ့ပါတယ်ကျွန်တော်အမှားပါပဲဝိတ်ချိန်နဲ့နေကလေးကနေရအဆင်ပြေတာပါကျွန်တော်အစားလည်းကောင်းကောင်းမစားနိုင်ဘူးပွဲထွန်းတဲ့နေ့မှာကျွန်တော်သိနေပါပြီကျွန်တော်နှလုံးကအရန်ခုန်နေတယ်လို့ဆုံးဖြတ်ရခက်နေပါတယ်ကျွန်တော်လုံးနိုင်90ခိုင်နှုန်းကိုပဲလုံးနိုင်ခဲ့ပါတယ်ပင်ဘက်ကတော့တကယ်ကောင်းတာပါကျွန်တော်ရဲ့အိမ်မက်ကကစ်ဘောက်စင်ချန်ပီယံဖြစ်ဖို့ပါအားလုံးကိုကျေးဇူးတင်ပါတယ်လို့ပြောသွားခဲ့လိုက်တာဖြစ်ပါတယ်ဟုတ်ကဲ့ပါများဗီဒီယိုလေးကဒီလောက်ပါပဲနောက်နေ့မှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page လေးကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကုန်းချုပ်လိုက်ရပါတယ်ခင်ဗျာ